အမျိုးသမီးကိုဘေးတဲ့အခါကျတော့အောင်းအောင်းလေးပါချိန်ပါဗျာ။လည်းတော့ဒီလိုတီးပြီးဆို။တော့အမေကခုတည်းကြည့်မထွက်သေးဘူး။မင်္ဂလာစီစဉ်ကိုလက်တော်သူစကတ်နေပါအသက်ရှင်ရတော့ဖြစ်ဒီနားလို့ပါအင်္ဂမတူလဲဆိုတော့ခရိယာလိုအင်းများဆောင်ပြလာရရတယ်ဘယ်တရားရုံးကမှခွဲပြီးအင်းများဆောင်နေခြင်းနဲ့ပတ်သက်တဲ့ဥပဒေကသူယုံကြည်မှုနဲ့ဒီတန်ရှိဒါကြောင့်မလို့ဒီနေ့ကျွန်တော်လူရှိတရားရှိမှာဖက်ဆက်ပြီးတော့ထမ်းဖို့တင်နေရတာယူခွဲပါလို့တော့ဒီမှာရှိပါလားရှိပါဘူးကံကွက်လို့တော့ဒီမှာရှိပါလားရှိပါဘူးကျွန်တော်3ချိန်3ကမေးတယ်ကံကွက်လို့တော့ဒီမှာမရှိတဲ့အတွက်ကြောင့်ဖေးပြသမီးတို့ကဘောခုလက်မထပ်ခင်ပေါ့နော်လက်ထပ်ပြီးတော့ဒါ1000ဘဝတက်တက်လာဒီကလက်တွဲသွားတယ်အကြောင်းမို့လို့သူ့အချက်ပေးမှာစိတ်ပြောင်းလဲတာလေးတွေလည်းရှိတယ်တော့သူ့ချက်လက်မထပ်ပုတ်တဲ့ဆိုတဲ့ဒီဂတိလေးတစ်လုံးကနော်ဒီလေးတစ်လုံးကအရှိသွားကျွန်တော်ဆိုလို့ရှိရင်ဒါမင်္ဂလာဆောင်ချိန်လုံးကဆရာတော်ဆော်တဲ့ကျွန်တော်မေးတယ်မင်းဒီကိုတစ်တက်လုံးအစာရှိရှိချစ်ပါမဟုတ်တယ်ဒီလိုကောင်းလိုက်ကျွန်တော်နားတော်နေတယ်ကျွန်တော်ဒီအမျိုးသမီးကိုမေးတဲ့အခါကျတော့အောင်းအောင်းလေးပါချိန်ပါဗျာလည်းတော့ဒီလိုတီးပြီးဆိုတော့အမေကခုတည်းကြည့်မထွက်သေးဘူးလုံးချစ်ချစ်ခင်ခင်နဲ့တစ္ဆာရှိရှိပေါင်းတင်သွားပါမယ်လူရှိဖျားရှိမှာအတိတစ္ဆာဝတ်ခံပါသလားဝတ်ခံပါတယ်ဒီရွှေရဲ့လက်ဝဲမှာရှိတဲ့စောစမောလေးကိုတည့်ရဲ့ခင်ဘိုးအရာမှာပြမြောက်ပြီးတော့ဒီကိုတက်တက်ပါလုံးတစ္ဆာရှိရှိနဲ့ချစ်ချစ်ခင်ခင်ပေါင်းတင်သွားပါမယ်လို့ဂတိဝတ်ခံပါသလားဝတ်ခံပါတယ်ဝတ်ခံပါတယ်သာသနာနယ်မှာပြင်ပြကြရာတေတို့တို့ဦးကိုလက်ထပ်ပြင်ပြန်ပြီးခဲ့ပါကြောင်းယခုတပီးတော်သားတော်တရှင်တော်ဝိညာဉ်တော်ဤနာမတော်အားဖြင့်တေတို့တို့ဦးသည်အကျဉ်းရမယာအဖြစ်တို့ရောက်ရှိပြီးကျွန်ုပ်မှတ်ဆိုပါ၏။တရားသခင်တွဲဖက်၍သံဃာတင်တော်သောအရာကိုလူတို့မဖဲမပါသည်။ဘုရားဖန်ဆင်းတော်မူသောလူသားတို့ဘုရားခင်ရှိဓမ္မဝန်ဆောင်မှုတော်ဆောင်များရှိမိအပိတတွေရှိမှာအတရီဖြစ်တယ်စွာနဲ့ထိမ်းများဆောင်ရင်းခြင်းအမှုကိုသိစီပါပြီ။ရတဲ့ဘုရားကြီးစွာကိုချီးမွမ်းနေဒီခါမှာလေဘုရုစနီမောင်နှံအတ္တဒါလာမယ့်နေ့အနာဂတ်ကာလတစ်လျှောက်လုံးမှာသာဝရဘုရားရဲ့ဘုန်းတော်ထင်ရှားသောအတ္တဒါအိမ်ထောင်တည်ဖြစ်ရပါမည်ကြောင်းဆုတောင်းနေ
သဖြင့်ပြင်ဆင်နေတယ်ပေါ့နော်တိုရင်းကောင်းတွေကနေဆင်းသူတို့ကိုဒီလိုမျိုးဒီချစ်ချင်းမြတ်တာနှုတ်ပတ်တော်စိတ်မှန်တဲ့နှုတ်ပတ်တော်တွေနဲ့ဝိုင်းရထားတာတွေ့တဲ့အတွက်တော့လည်းဘုရားသခင်ယေရှုတော်ကိုပို့ပြီးတော့ချီးမွမ်းတယ်။ဩဝါဒစာခန်းကြီး34မှာအရာအလုံးတို့ပေါ်လာစုံလင်ခြင်းဤလောင်ကျိုးဖြစ်ချစ်ချင်းမြတ်တာကိုသိစေကြတော့ကျွန်တော်တို့ဒီအသက်ပြောင်းလဲတဲ့အသက်တာမှာတစ်တီဆောက်တဲ့အသက်တာတိုင်းမှာကျွန်တော်တို့လောကနဲ့ပတ်သက်တဲ့အရာတွေကိုဘာလို့လဲကျွန်တော်တို့ဖေးစားမယ်။ကောင်းကင်နဲ့ပတ်သက်တဲ့အရာတွေကိုကျွန်တော်တို့ဖွင့်ပြလို့ဆောင်ရမယ်ကျေးဇူးတင်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့အဖအသင်းဦးဆရာပေါ့နော်မြန်မာပြည်ကနေပြီးတော့ဒီကလာပြီးကျွန်တော်တို့ကိုလာရောက်ပြီးတော့ဆရာလက်ထပ်ပြီးတယ်ပေါ့နော်ကျွန်တော်တို့ရဲ့အဖအသင်းဦးဆရာကျေးဇူးတင်ပါတယ်နောက်ပြီးတော့မရှိတဲ့ဆရာမတွေဆရာမရှိမလာလို့ဆရာဆင်းစီဝါလို့အကြောင်းမမလေးတို့ဆရာစင်ဘူနိုင်ငံကနေလာပြီးတော့ဒီနာပြောကြပြီးတော့ဆရာပီတာတို့ဆရာဘုံဆိုင်တို့ဒီလေသူရဲ့ဆရာရှုံးလာရဲ့အခန်းနေလာတော့ပြီးတော့ဆရာမမရေးတို့ဆရာဒူးစဲတို့ပေါ့နော်ဆရာမဆိုင်တို့အလုံးကျေးဇူးတင်နေဆိုရတာတော့တော်လာရတယ်တော့ဒီဝဲလက်ဆိုင်လာတော့ဒီလိုပါတော့တန်ပြီးတော့အဆွေရောလည်းဘူးဆုရရတော့တော့တော့ဆရာကဆိုကေတောက်ပါတော့နာလေအမေဒီပါနာလေအမိကိုကြီးမောရွာပါတော်မယ်လေလို့ဒီလိုနာလေတာအဲ့ဒီဆိုင်ရှိခရီးမိကိုပါဒီဆိုင်ရွာအတိုင်းဒီပေါင်းဆိုစီဒါရေလို့ဒါပိုဒါမှုတာတူတိုင်းတာကွာတာဆိုပြီးမောအလောလာမောရှိတော့ကတော့တူတဲ့ချေလို့ဘယ်တိတာလေလက်ဖို့ဆိုပြီးဆိုလာဆိုပါတော့မောအကလောလာပါလေရွာပါဖို့ကိုအဲ့လေလို့စားတော့တိုက်ဆူညာဆိုတောက်ပါတယ်အာမင်You're